ညာလေးကိုကြည့်ကြည့်ကြောက်ကခဲချက်နေရှိလားခိုးမှရှိတဲ့လေကားဘာမှမရှိဘူးဟိုလေကားတွေပေါင်း900ကျော်ပဲရှိတယ်အဲ့ဒီမိဘကိုများချိုးသွားမယ်ဆိုတော့ဟိုရောက်ရတယ်